မင်္ဂလာပါမျိုးတို့ကြီးကျွန်တော်ကတော့မူရေး straight down တန်းပါဗျာကျွန်တော်ရဲ့အရင် channel လေးက report မိပြီး view တွေတောင်ထိုးကြသွားလို့ဒီနေ့ကစားပြီးဒီ letwork site မူရေး straight down တန်း channel အသေးလေးမှာ video တွေကိုပုံမှန်တင်ပေးသွားတော့မှာပါအမျိုးတို့အားလုံးဒီ channel လေးကို subscribe မလုပ်ရသေးရင် subscribe လုပ်ထားကြပါအောင်ပြီးခဲ့တဲ့ဘက်ကကျွန်တော်ပေးခဲ့တဲ့ကိုလေးတကွက်ကောင်းကိုပေးခဲ့တာဗျာ Viber မှာတောင်းတဲ့သူတိုင်းအကုန်ကိုပေါက်ကြတာဗျို့ကဲအဲ့ဒါကိုအားလုံးမမိကြအောင်ဝင်ထင်ပါတယ်အရင် channel က video ဒီမှာလည်းပဲတက်တည်ရှိပါတယ်မယုံရင်ဝင်ကြည့်လို့ရပါတယ်ဗျာတပတ်စာအတွင်းမှာကျွန်တော် setting ကို8ကြိမ်တိတိအောင်ဝဲရရှိခဲ့ပါပြီနောက်ပြီးတော့တကွက်ကောင်းတွေလည်းမိခဲ့ပါတယ်ကျွန်တော်ဗတိလည်းနေ့စဉ်ကိုမှန်ခဲ့တာပါကျွန်တော်ရဲ့ letter sign မူကိုအမျိုးတို့ယုံကြည်စိတ်ချလို့ရပါတယ်အခုလည်းအောင်ဝဲတွေထက်ရဖို့အတွက်ကြိုးစားပေးထားပါတယ်အရင်ဘက်က8000တန်မွေးကွေဘူးကြီးတနင်္လာနေ့တင်ထွက်သွားတာဗျို့အဲ့ဒီလိုမျိုးတန်ထွက်မဲ့မွေးခွေဘူး8000တန်ကြီးကျွန်တော်စီမှာရှိနေပါတယ်အဲ့ဒီမွေးခွေဘူးကတော့3 4 8 9ဆိုတဲ့မွေးခွေဘူးကြီးပဲဖြစ်ပါတယ်ကျွန်တော်အခမဲ့လက်ဆောင်ပေးလိုက်တာပါဒီချာလေးမှတ်ထားပေးကြပါအောင်အဲ့ဒီတစ်ပတ်မှာ10ပြည်ကနန်းတွေလာနိုင်ခြင်းရှိပါတယ်ဒီတစ်ပတ်မွေးသည့်အနေနဲ့ကတော့ဘိုးဝဲဖြစ်ပါတယ်ဗျာအရန်မွေးခြင်းတော့၄ပါကဲ main ကွက်တကွက်ကောင်းတွေလိုချင်ရင်တော့အခု video မှာမြင်နေရတဲ့ကျွန်တော်ရဲ့ Viber မှာ hide ထားလိုက်ပါလုံးဝအခမဲ့ပါဘသူစီသားမှာအခချင်းငွေမယူပါဘူးကိုလေးပေါက်တယ်လို့မျိုးပေါက်ချင်တဲ့အမျိုးတွေရှိရင်အခုပဲ hide ထားလိုက်ကြအခမဲ့ကိုကူညီသွားပေးမှာကဲကျွန်တော်မျိုးတွေအားလုံးပဲအဝဲတွေနဲ့တူတူမွေးတော့ပိုင်ငံကြီးကြပါသည်ဗျ